ဟာဘလိုက်နေဆိုင်ဟုတ်ဗလားဒီဆိုင်လေဟာလောကကြီးဘောင်ကက်ကြည့်ထားတာပါကွာအဲ့ဒါကိုတော့ဘောင်ထဲမှာနေရမှာဘောင်ထဲမှာနေရတော့ဟဲ့မင်းတို့ကလေအဲ့ကြောင့်ငါကိုလိုင်းပြောလဲပြောချင်စရာပဲဘာအခုငါကိုလိုင်းကြီးကပြောပြီကွာဘာပြောမင်းတို့သုံးနေတဲ့စကားလုံးတော့ပေါ့ကွာပြောင်းလဲချိန်တန်ပြီပေါ့ဟုတ်တကယ်ကိုပြောင်းလဲဘာတွေပြောင်းလဲလိုက်ပြီလေအေးလို့ခုငါကိုလိုင်းအေယာဝီခီးစင်မိုးပင်သွားတဲ့ခီးစင်မှာချောင်းနဲ့ခုံချပါချောင်းနဲ့ခုံချဟိုလိုပြောင်းလဲသွားပြီချောင်းနဲ့ခုံချကြလို့လားကွာပြောင်းလဲလိုက်ပြီငါကိုလိုင်းပြောင်းလဲဆိုငါလည်းပြောင်းလဲလိုက်ပြီဒီရာဇာနေဝင်းလို့ရာဇာပေါက်စီလို့ရာဇာဆန်လဲလောက်တော့လုံးလိုက်ကွာမင်းရာဇာဆန်လဲနော်ရာဇာဆန်လင်းနဲ့ရာဇာနေဝင်းလောက်တော့မနိုင်စမ်းနဲ့ငါတော့မျက်စိနောက်လို့ပါဆန်လင်းမလုံးနဲ့အဲ့လိုလုံးအကျွေးများတယ်ဘာတွေမှလည်းမသိဘူးအကျွေးများငါမဟုတ်မင်းလေမနာနော်ဟုတ်လေမင်းငါကြည့်လာလိုက်ပြီးကြီးတယ်လေဆန်လင်းကိုပြောနေတာဆန်လင်းလည်းကျွေးရှိတယ်လေဒီကောင်လေးကျွေးရှိတယ်ဒီကောင်လေးကျွေးရှိတောင်းအောင်ဒါတော့ပထန်းတွေတော့ရွတ်တာပထန်းရွတ်တဲ့လူကကျွေးများတယ်ပထန်းရွတ်တဲ့လူကကျွေးများအေးမဟုတ်ကွာငါကိုလိုင်းကြီးကပြောင်းလဲလိုက်ပြီကွာငါလည်းပြောင်းလဲထားပြီကွာဆိုတော့ကိုလိုင်းကြီးပြောလိုက်တယ်ကွာစကားတားလှတာကွာမိတ်ကတ်တွေလိမ့်ဘယ်မိတ်ကတ်လိမ့်ရမှာလဲဟုတ်လေစကားမိတ်ကတ်လိမ့်လို့ရမှာလဲအေးလို့တားလှတယ်ဆိုတာဒီလိုကွာပြည်သူပြည်သားတွေအားလုံးမဲကိုကြိုက်တာပေးလို့ရပါတယ်ဟာအဲ့လိုပြောပြီပေးခြင်းလဲပေးပါမပေးခြင်းလဲဘာဖြစ်ဘူးတဲ့ဟောအဲ့လိုငါကိုယ်တိုင်ပြောပြီအခုမူပင်ခီးစင်မှာပြောလိုက်တာနော်ဒါတင်းငယ်ကိုကြောက်လို့ဖြစ်မယ်ဟာလေကြောက်စရာလားဟာလေကြောက်စရာလားတစ်ချက်ပဲလုံးလိုက်တယ်ကြောက်စရာလားကဲလို့အဲ့ဒါဟိုကမယုံမဖြစ်နိုင်နဲ့လဲလုံးမင်းတို့ကပြောရင်လေပြောလိုက်ရင်လေငါတို့ဒီပါတီနဲ့စစ်တပ်နဲ့ပါတီနဲ့ပေါင်းပြီးဖြစ်တဲ့ပုံစံမျိုးကိုမင်းတို့ပြောပေါင်းပြီးလို့မဟုတ်ဘူးတပေါင်းစည်းတဲ့ခိုးတယ်ဆိုတာဒါအားလုံးသိတယ်ပေါ့အဲ့တော့အဲ့ကိစ္စကိုလာပြောမလို့မဟုတ်နောက်တော့ပြောဆက်ရှိသေးတယ်ပြောတဲ့စကားအများကြီးကြံသေးတယ်အခုငါတို့ပါတီကကွာအနည်းဟောမင်းရောက်ကြတယ်မှာလူငယ်တွေတော်များများသိသေးတယ်ဟုတ်ရင်းသေးတယ်ပြောတယ်ရွေးကောက်ပွဲပုံကံပေါ့ရွေးကောက်ပွဲပုံကံလို့ရမှာဘာလို့အဲ့လူငယ်တွေပေါ်တာအစွဲမခံခြင်းငါတို့ပါတီကိုဝင်လိုက်လို့အခုလူကလူလိုလိန်ဟာလူစကားပြောတာလေမဟုတ်ဘူးတခါကျရင်ကိုတို့ကများတယ်မဟုတ်လူလိုလိန်လိုက်နော်ဘာလဲကျန်းခိုင်ပါတီကိုဝင်လိုက်စစ်မှုမတန်းအောင်အဲ့လိုကောင်တွေပေါ်တာပါလို့မကြက်ဖို့ရှေ့တန်းမှာတပုံကြီးပဲဟာအဲ့ဒါပထမအတော့ကွာဒါဒုတိယအတော့ဒုတိယအမုတ်လေပထမအတော့ဆိုတာဒါရောင်ရဲပြီးပါသွားတာငါပဲအခုဟိုဟာမှာဗာလဲရှမ်းပြည်နယ်ပင်းတရမှာမင်းအခုဟိုဟာမှာဘာပဲရွေးကောက်ပွဲအတွက်မဲဆွဲတဲ့ကဏ္ဍမှာပြောသွားတာငါတို့မဖြစ်နိုင်တာဗျာအဲ့ကြောင့်တခါကျရင်လူလိန်လို့ပြောတာနော်ဟိုမြတ်ကိုတို့အဲ့ဂရိပေးရမှာအဲ့လိုပေးရမှာမဟုတ်ဘူးနော်ဒါမဲပေးကြပါမဲပေးလို့ပေးပြီးတော့မှတကယ်မလုပ်ရင်ပါတီဖြတ်သိမ်းပါမယ်ကိုတို့ပြောရလားညနာကြီးလက်သီးနဲ့တက်ထိုးပါလို့ပြောတာမင်းမကြောက်ဘူးလားဟုတ်ပါပဲအဲ့ချိန်ကျမှသူရှောင်နေဘယ်လိုလုပ်မလဲရှောင်အဲ့ဒါဥက္ကရာကွာရှောင်စရာလားကွာခန္ဓာကိုယ်ကြည့်လိုက်လေကွာမင်းကလည်းအကြည့်နှစ်တောင်းလားဒီထဲမှာထည့်တာလေမဟုတ်ဒီထဲမှာမဟုတ်ကိုတို့အဲ့လိုအဲ့ဒါအလကားကြည့်မဟုတ်ရွှေကြည့်နော်ဟာဒုက္ခပဲစနွေးမကင်းတော့ဘာလို့စားလို့ရတယ်ဒုက္ခပဲဟိုကျောင်းဥကျော်နေကိုမေးပြီးပါပြီရွှေကြည့်မဟုတ်ပါဘူးရိုးကြည့်ပါဥကျော်နေပြစ်တာတဲ့နော်ဥကျော်နေပြစ်တယ်ဆိုတာဟုတ်တယ်ကေရနယ်လေးကအေးလေဟာကေရယူပါပေါ့အဲ့ဆိုဥက္ကရာပြစ်တာဟာဥက္ကရာအဲ့ဒီတိုင်းကြည့်နေပါလားကျောင်းတော်ကြီးကရန်စားတယ်ဟိုတော့အဲ့လိုလားမလုံးနဲ့ဟိုကတခါတည်းသူ့ကိုဗျာသူဘိုက်ကိုစမ်းတိုင်းမှတ်မိအောင်တခါတည်းလှုပ်တာနော်အဲ့တော့အခုဘာဖြစ်လို့ကိုတို့ကတခါကျရင်ရိုးမလိမ်ဘူးဗျာတဲ့လူတွေလူလိုမလိမ်တော့အခုဒီကဘာနဲ့ချီတဲ့လူလိမ်နေတော့မှကိုတို့ဟိုတရားဆွဲတော့ရဘာတန်လို့လဲဘုံမှာ3ခုနဲ့ဆွဲမှာဘယ်လိုလုပ်ငန်းလူယူမှုနော်ပြီးတော့မူပိုင်ခွင့်ချိုးဖောက်မှုပြီးတော့အလိမ်လောကကိုပုံကံမှုဟာ3ခုနဲ့ဆွဲဟာမမဆိုင်ဘူးလေအဲ့တော့ခင်ဗျားတို့ကအဲ့နဲ့များသွားပြီဗျာဟုတ်တယ်ပုံမှန်လုပ်ငန်းလူယူမှုဆိုတာကလေဒါသူတို့လုပ်ငန်းလေအခမတင်တော့တစ်ခါစီကြယူလိုက်တယ်ဗျာခင်ဗျားတို့ဒါလည်းတော့နားလေပြီပေါ့ဟုတ်ပဲကိုတို့အဲ့လိုမျိုးယူတာပေါ့ဟေးလှုပ်စားရတော့မှာဟဲ့နောက်မူပိုင်ခွင့်ချိုးဖောက်တာမူပိုင်ခွင့်ကကြောက်ကြားဘူးလားလေခင်ဗျားတို့အဲ့လိုမလို့မူပိုင်ခွင့်ကအမှုပညာရှင်တွေထဲမှာပဲရှိတယ်ဂီတတို့ရုပ်ရှင်တို့သပင်တို့အဲ့ဒီထဲမှာပဲရှိတယ်ဟုတ်ပြောင်းသွားပြီဖမ်းတယ်ပါဆိုင်လို့ပြောင်းသွားပြီအဲ့ ICC လောက်ကြီးတက်မှာနော်နောက်ပြီးအလိမ်လောကကိုပုံကံမှုအပ်ဖို့ဆိုတယ်ဟုတ်လေအသေးတန်တော့ပေးလို့ရကျွန်တော်ကြားဘူးလားနိုင်ငံတော်ပုံကံမှုပဲကြားဘူးနော်အလိမ်လောကပုံကံမှုတစ်ခါမှမရှိဘူးဟုတ်လေသူ့ဖွဲ့များသွားပြီနော်သူ့ဖွဲ့စီမှာသူဟိုပုံမှန်ရှိမှာပေါ့အဲ့ဒါပြောအဲ့ဒါငါတို့ဒီလောက်တိတ်နှင်းပြီးတော့လေမင်းတို့မဟုတ်ပြန်ဘူးခုနှိမ့်နေတာဟုတ်မှမဟုတ်လားကွာဟုတ်တယ်လေဟုတ်ကဲ့အခုအင်တာဗျူးတွေပြန်လာတော့ပထမတော့ကတော့မရှိဘူးတဲ့ဟဲ့လားနောက်တစ်ခါကျတော့နည်းနည်းသိတယ်တဲ့အခုလဲကြော်ရှင်းမယ်ဘာတွေလဲအခုအရင်လုံးတော့မဟုတ်တော့ဘူးနော်အနိကဝရှင်းမယ်ပြီးအဝေးကလည်းအဝေးကနေထပ်ထိပြီးရှင်းအောင်ပါကြားပြန်ကြား
ဒါပေမဲ့ဇလန်းကတော့ကောင်းတယ်ဟိုဒါပေမဲ့ အဝေးကထိန်းပြီးရှင်းနေတော့ကိုလိုင်းကြီးကအဝေးကနေကို control ပေးမှာ control မပေးနဲ့အဝေးမထိန်းနဲ့ကိုခလေးထိန်းမှရမယ် ဘာလို့ခလေးထိန်းရမှာ နော်ဟိုကလေးထိန်းရအောင်ပေါ့အဝေးထိန်းဆိုတော့လေအဝေးထိန်းနဲ့ကစ်ခံရတာကိုလိုပဲ မင်းတို့ကအဲ့မလုပ်သင့်ဘူးလေမင်းတို့လောက်တာလေမင်းတို့အဝေးထိန်းနဲ့လှမ်းလိုက်ပြီးတော့ငါတို့ဟိုပါလေ အဲ့ဒါလည်းကြားပြန်ကိုရှင်းလင်းနေတ ဝမ် မျိုး ဘောင်လှမ်းလိုက်ပြီးပြစ်တာလေအဲ့ဒါအဝေးထိန်းနဲ့ပြစ်တာမဟုတ်လား အဲမှာခွေးပစ်တာခွေးရှိလို့ ပြခွေးတော်လေ အာဒုက္ခတော်ဝေးရမယ်နော်ကြားပြန်ပေါ်တာလေကြားပြန်နေခွေးမွေးတယ် နေများတယ်ကွာမင်း နော်တော့ခွေးရဲ့ကြားပြန်ကိုမွေးတယ်လေကြားပြန်ခွေးပြန်မွေးတာ ခွေးနဲ့ကြားပြန် တူရောနော် friend တရင်နာနိုင်ရင်တူတော့တယ်ကွာ တူတယ်လေကခဂငါ ဟွာကြားခွေး ဟာ ရ ကနင်းလာနေအင်္ဂါနဲ့ဆက်လိုက်စဇည ညားဝိုင်းကွာအဲ့ဒါတော်များဝိုင်းလွန်ဝိုင်းမော်ကိုတိုင်းကျွန်တော်ဒီကောင်ကျွန်တော်ဆက်ထိန်းလိုက်ရင်ကောင်းပဲ အာ ထိန်းလိုက် ကြော့မထိန်နဲ့ခလေးထိန်လိုက်ဝေးထိန်ထိန်လိုက် ဘာလို့ခလေးထိန်း ဝေးထိန်နဲ့ပြစ်ခံရတယ်လေကိုတို့ပဲနော်အနေတိုင်းမတက်ဘူး မလုံနဲ့လို့ပြောတာလေမင်းတို့လုံဖြစ် ဒါ ပါ ကျွန်တော်ကလည်းဒါလည်းကြားပြောင်းရှင်းနေပဲလေ ဟောကိုတိုင်းနော်ကျွန်တော်ဒီလောက်ကြားပြောင်းရှင်းလာတော့ ဂျင်းဝန်းစင်းနဲ့ကြော့ဂျင်းလာထဲလို့ရဟမ် ဟာ ဂျင်းမထဲနဲ့ ကိုယ်စလဲတယောက်ကကွာ စပလင်မှာထိုးထည့်ပေးလိုက်မယ် ကိုယ်စလဲတယောက်ကွာကိုယ်စလဲတယောက်က အထောက်ဂျင်းကိုစလေပေါ့ ဒါပဲလေငါဂျင်းကို ကဲဂျင်းကိုစလေကြီးတဲ့မြောက်ကလာတော့ဟောဒါမဲဆွဲဝစ်ဆိုနော် တဲကမဲဆွဲပါဒါအပြင်သွားတဲ့ဝစ်ဆုံကွာ ဂျင်းဝစ်ဆို ဟဲ့ ဟုတ်တယ်ထညက်လေးပါထဲလိုက်မိုက်ပါ ဘယ်လိုထညာ ချို့တဲ့အကောင်ကြိုတော့ မိုင်မြဲနေမိုင်မြဲနေ ရိုင်းတခုမှမပါဘူးရိုင်းတခုမှမပါဘူး ကြားပြန်ပြောရင်ကြားပြန်ပြောကြားပြန်နဲ့ငါကိုနဲ့ဘာမှမဆိုင်ဘူးငါကိုလိုက်နေအေးစေးငါကိုလိုက်ရအေးစေးကြားပြန်နေလေးကိုသူတာဝန်ပေးထားပြီးသား ကျန်ကတဲ့2လလောက်ပဲအမျက်မရတော့ ဒါပဲလောလောခုလောလောဆယ်တော့သူလည်းသူ့လေ6ချ ရင်ခံသွားတော့ အောင်ရှင်ခံပါ သူလေ6ချတော့ ဘယ်လိုသူ့လေ6ချ တင်းကတကွက်ပဲလို့သူလေ6ချ တိတ်ငယ်ကလည်းမဟုတ်တော့ငါအဲ့လိုလှုပ်လိုက်တယ်မှာငါကိုလိုက်ကြီးကချီးပါအောင်လို့သိပါအောင်လို့ဖြစ်နေတယ်ကွာမင်းတို့အဲ့လိုမလုပ်သင့်ဘူး ဝင်ချုပ်တယ်ဆိုအဲ့ကစတာ ပဲပေါ့ဟိုတော့ဗာလဲဟိုဝင်းတို့စိ တေးလေကောင်းဖြစ်မယ်လေကောင်းဖြစ်မယ်မကောင်းဘူး ဘာပြောနေလဲ ကာကျုပ်စူလာဤကာကျုပ်ကိုပြဿနာ ဘယ်လိုဆူလိုက် စူလာဆိုလိတ်တယ်ဗျာပါဠိလိုလိတ်တယ် ဟိုကြားပြန်ကိစ္စကို DKB ကိုရှင်းနေတာDKB ကတော့သူကပြောတယ်နောက်မှတစ်ဖွဲ့ရှိသေးတယ်တဲ့ အော်တခွားသီးတို့ဖွဲ့တခွားသီးများပြီတက်လေတခွားသီးက ဖယ်တော့ ဘိုးတခွားသီးလေ မင်းလည်းပဲပြောနေတာအဲ့မှာငါးကောင်နေအဲ့မှာကုမ္ပဏီတစ် ဆွဲ ခု ထိန်လိုက်ပြီ ကုမ္ပဏီတစ်ခုစောင့် ကြားပြန်ပါဗျာကုမ္ပဏီလုံးနေပါ ကုမ္ပဏီပါကွာမင်းကလည်း ဆွဲထိန်လိုက်ပြီအဲ့မှာ100တနက်ကပဲ180ကျော်တယ်ဗျာ186လက်လားမသိဘူးအဲ့မှာဒီတခွားသီးရဲ့တပည့်တွေပါအကုန်20လောက်ဆွဲထိန်လိုက်ပြီ မဟုတ်ဘူးလေအဲ့ဒါကဟိုကုမ္ပဏီအသေးလေး ကြားပြန်လို့ပါဘလို့ကုမ္ပဏီလေ အော်မင်းတို့တိုင်း ဟုတ်လေကုမ္ပဏီကကဲအဲ့လိုလုံညွေးအဲ့လိုစောင့်နေရ တိုင်းပြည်မကောင်းဘူးလေမင်းတို့တိုက်ပွဲတွေဖြစ်နေဆိုမင်းလည်းပတ်မှာဒီ DKB ကလုံ ဒါ ခြုံရေး ဆိုရင်ဒီ DKB ကဒီကြားပြန်ကိုလုံညွေးယူပေးတာ အေးဟိုသူလည်းပေါင်လို့မင်းရတယ် ဩ ဟမ် ကားပါပြီတခွားသီးနားကားပါပြီတခွားသီးနားကားပါ ဒီကမြဝတီခဏသွားနေတာလေ ဟုတ်တယ်ဟိုမှာဆွဲထိန်လိုက်ပြီ ဆက်ဆက်ရုံခဏသွား ဟုတ်တယ်ဒီ तू အဲ့ဆက်ဆန်ရုံသွားတဲ့ခါမှာဟိုမှာဆက်ဆန်ကန်လိုက်ရတော့ဟိုကောင်လေကဲအဲ့လေက ဘယ်လိုလဲ ဟာခုနမောလေ တာဝါတော့လွန်သွားပြီကွာ ဟာဟာ တာဝါဒါလွန်သွားပြီဒါလွန်သွား ခွားသီးရောနော်ခွားသီးရော ဟုတ် ခ လေ လိုက် အဲ့ဒါကြားပြမဟုတ်ဘူး ကြောင်ပြန် ကြောင်ဖြန့်တာနော် ကြားပြန်အဲ့ဖေးပိတ်ပိတ်လိမ့်တယ်အဲ့ဒါကြောင့်ကိုတို့အလိမ့်မြန်တဲ့တရားဆွဲမယ်သွား မင်းအဲ့ဒါဘာအဲ့ဒါမဟုတ်ရ မူပိုင်ခွင့်ချိုးဖောက်စစ်သားတွေနေမဟုတ်အခုပြူစောဒီတချို့ပြူစောဒီဆိုကစာအုပ်ရောင်းမယ်အကွက်တွေဖြစ်သွားပြီ ဟုတ်လေစစ်မှုထမ်းဟောင်းမရှိတယ်ပြူစောစီဟောင်း ပြူ မရှိ စောဒီတန်းဟောင်းပေါ့ ပြူစောစီဟောင်းမရှိဘူးလေ အကုန်ဒုက္ခိတဖြစ်သွားပြီဒုက္ခိတကိုရိုးဒုက္ခိတမို့ပြားတုတ်တဲ့ဒုက္ခိတဖြစ်သွားပြီ ဒီကောင်တော့များသွားပြီအဲ့ဒါပြားတုတ်လို့မရဘူး ပြားတုတ်ပြားတုတ် ပြားတုတ်လို့မရဘူးကွာမင်း ပြားတုတ် ဒီလောက်စစ်ကြောင်းလွတ်တော်မင်းတို့က ပြီးသွားပြီမွေးငါပဲစစ်ကြောင်းလို့နာမည်တက်လိုက်တာနဲ့သူကမုတ်ဖတ်တန်းဖြစ်တာပဲ ဟုတ်ကွာငါကောင်နေမင်းတို့ကောင်နေတိုက်ဖို့လွတ်တော်နော်တေဖို့လွတ်တော်မဟုတ် ထစ်ကနေသူတေးမယ်ဆိုတော့ကြီးပဲနော် ဘူးမင်းတို့တော်တော်များ ဒါပေမဲ့သူတို့ကလည်းသိက္ခာရှိတယ်အပြင်မှာတေးရတာခုနကဟိုဇီးကုန်းကတော့ KTV ထဲမှာတေးရဒီလိုတွေ ဟုတ်လေအဲ့ဒါမပြောနဲ့လေအဲ့ဒါမင်းတိမင်းဝင်းမဲ့တာဒါကြီးသူတို့အပန်းပြေနေဖြစ်သွားတာကွာဘာမှမတက်နိုင်ဘူး ပန်းပြေနေလို့ မင်းတို့ကဝင်မပြစ်နဲ့လေ ဟာ ဝင်ပြစ်ဘာ ဝင်မစုံနဲ့လေဝင်မစုံနဲ့လေ ဒါဆိုအပန်းပြေတာလေ ဟာကျောင်းကဝင်ပန်းပြေလိုက်တာ မင်းတို့အပန်းပြေတာဝင်ပြစ်တာကြီးလေ ဘုကသူတို့မတေးခင်မှာဘာနောက်ဆုံးဘာချင်းဆိုပါ မင်းနိုင်မယ်လို့တော့မင်းထင်မလား မမေ့ဘူးတဲ့မမေ့ဘူးတဲ့စိုက်ပိုင်ရှင်ကပတ်စံမရှင်းသွားနော် များတယ်နော်တော်များတယ်အေးရတယ်မင်းတို့ကောင်ကကရစားချေ တော်တော်ချီတယ်နော် ဟာချေရမှာပဲ ချီလုံးပြားတော့ပြား ရေရတယ်မို့ကရစားတွေပါချေရ အာချီနောက်ပိုင်းကလစားဖြစ်သွားတာ ငါကောင်တွေဘာမှမဟုတ်နဲ့ရိတ်ခါထပ်ပြီးစုပေးမယ် ဟဲ့ ရိတ်ခါရောက်ပြီဆိုရင်မင်းတို့ကောင်တိုက်ပွဲပြင်စင်တော့ ဟောရိတ်ကဘာဟိုကမိဘူးလား ဘာလို့မရမှာ စစ်တောင်းမြမှာအခုစစ်ကော်မရှင်ရဲ့ရိတ်ခါပိုးတဲ့လှေတွေမိသွားပြီ
အခုမြန်မာပြည်ကနေပါပါလေ ပါကိုင်းကြီးမပြန့်ကျဲနေအောင်ကျောင်းဘက်မြန်မာပြည်မတော့ဘူးနော်အကုန်လွတ်ပြစ်တာယွန်လို့လေ ညာဝိုက်ကွာလား ရှေ့ကဖြည့်ပြီးတော့နေမဟုတ်ဘူးလေ လှေကွာမင်းတို့ကွာ စစ်စားလိုက်တယ်စစ်တောင်း ဒီရိတ်ကမင်းတို့ဘာအနေပြုတ်လို့လဲ စစ်တောင်းသရာကြီးမမျိုးအကြီးကငိုးဖြစ်သွားတယ် အခုစစ်ကြောင်းလို့တော့လည်းချတယ်ကွာရိတ်ကကြတော့လည်းမင်းတို့တက်ပြီးတိန်းနေကွာ အဲ့ဒါပဲအခုဒုက္ခဆိုကိုတို့မှနားမလဲလားနော်အဲ့တော့ဒုက္ခရှာပြီးလို့ရိတ်ခါတွေပဲလေစုမနေနဲ့တော့ဒုက္ခကိုတို့မသိဘူးအဲ့လိုဒုက္ခကိုမသိလို့လေအခုတီးတိမ်မှာ ဘာဖြစ်လို့ 50လောက်ဂိမ်သွားပြီနော် မလုပ်သေးဘူးလေ 30ကျော်လောက်သုံမှန်းဖြစ်သွားတယ်လက်နဲ့တည်းဆိုအပုံလိုက်ဒုက္ခရှာပြီးလို့အကွယ် ဒုက္ခရှာတာမဟုတ်ဘူး ဒုက္ခကိုရှာတာဒုက္ခကိုကိုတို့လိုက်ရှာတာ ဒုက္ခရှာတယ်လို့မင်းတို့ပြောရလား ဟေး မဟုတ်ငါဖေးဦးမယ်မင်းတို့ငါတို့ကလေအဲ့လောက်ယွန်ဆရာကောင်းတဲ့ကောင်တွေဖြစ်နေတာ ဟော ငါကောင်တွေကလေ ကိုယွန်လာ ငါတို့တက်မတော်ကြီးကလေ ကို တကယ်ကိုယွန်ဆရာကောင်းတဲ့ကောင်တွေဖြစ်နေ ကို တာ ပြည်သူအနေထားနဲ့တော့ကိုတို့စစ်ကော်မရှင်ကိုဘယ်လိုတွက်လဲဆိုစစ်ကြုံအဖြစ်နုံနစ်မခံ အေးအဲ့ဒါမင်းတို့နုံနှစ်မှာ ဟော မင်းတို့နုံနှစ်မှာ ကျွန်တော်တို့နိုမနစ်နဲ့ကိုတို့မနေ့ကခွန်တစ်ခွန်တစ် ဟေ့ ကိုတို့တဲ့3ညငယ်ခွန်တစ် ခွစပြော ဟက်ဆာယက်ဆာ ဝိုင်း ကိုလိုက်ခင်ဗျားတို့ကျွန်တော်တို့သူတို့ကယွန်ကြောက်ကြီးကိုပြည့်နေတာ ကိုယွန်ချောက်ဆိုအားလုံးပေါင်းလိုက်ခွန်ချောက်လေ ရောက်မင်း ခွန်တစ်နဲ့ဒီအလင်းဝင်တန်းနဲ့ပေါင်းလိုက်ခွန်ချောက် မင်းများဝိုင်းယွန်တယ်ပြောငါပြောတဲ့စကားတွေနဲ့မင်းလိုက်ပြီးတော့ကာယံနှစ်ပိနဲ့လိုက်မလို့နဲ့ ကိုနုံနစ်မယ်ဆိုတော့ကိုခွန်တစ်တည်သွားတယ်နော်အဲ့တော့ဒီဘက်ယွန်ချောက်ဆိုတော့ခွန်ချောက် များပြီကွာအဲ့ဒါတော့ ယွန်တသိန်းလောက်နော်ဟောယွန်တသိန်းလောက်ချီးပါလားလို့ဒါကိုပြောတာ ကိုကကိုတော့ဆက်လက်ဖို့ပဲနေမှမသိဘူး ဟောယွန်တသိန်း ဘာယွန်တဲ့ကျွန်တော်ပြောပြမယ်ကိုလိုက် လို့ ကိုလိုက်အားရကိုလိုက်မဟုတ်ဘူး ဘာလဲဘယ်လိုကို အခုငါပါလေးရလေ ကိုကတတာပဲနော် အခုလိုက်အမို့တာဒီလိုပဲကွာတို့ကဟိုအဘအဓာတ်တွေဆိုတော့လေ ဘာဘယ်ဘာဟုတ် ကိုလိုက် ဘိုးတော်တွေမဲတော်တွေကိုရိုးရိုးသိက္ခာမကြနဲ့ ကိုလိုက်ကြီး အဲ့ဒါဒိဋ္ဌိ ဟာ ဒိဋ္ဌိ ဒုက္ခပဲကွာအခု ကဲလို့ ငါပါလေးရလေနိုင်ငံခြားနဲ့ဆက်ဆံရေးကိစ္စတွေအလုတ်ရှုံနေမင်းတို့ဒီကိစ္စတွေမင်းတို့ကင်နိုင်ရနော် ဘလို့နိုင်ငံသားနဲ့ဆက်ဆံရေးလေ ဟုတ်တယ် အမေရိကန်အဂိမ်းနော် အာဒုက္ခပဲတိုင်းပြည်ပအရေးအရာတွေမှာပါဝင်နေရတဲ့အတွက် ဘယ်ကိစ္စလို့ အခုဂျပန်ကိစ္စတွေ ကျွန်တော်ဘာလို့ ဂျပန်ကငါပါတီထုတ် ထိုင် ပြော ဝမ်တိုက်မဲ့ကိစ္စ ထိုင်ဝမ်တိုက်မဲ့ကိစ္စဂျပန်ကငါပါတီကထားပြောလိုက်တယ် ဘာလို့ ကိုရှိ ကိုရရှန်ဟိုင် ကိုရှိ ကိစ္စကတော့ ဟုတ်ဘူးလေအကိုရှိ ဟောအေး အကိုရှိကိုမထိနဲ့ အင်း ထိရင်တော့စေးရပါဝင်ဆင်နွှဲမဲ့ မယောင်ယောင်ကိုတို့စီသွားလူးနာနော် တိုက်တဲ့ကြာကြာ ဂျပန်ကိုသွားပြဲမချောင်းနဲ့နော်ဂျပန်ကိုပြဲမချောင်းနဲ့ ဘာဖြစ်လဲ အခုနေပြည်တော်မှာရှိတဲ့ကြားပြန့်ဂိုင်းကျုပ်နေရာကို CIA ရဲ့သိသွားပြီ CIA ရဲ့ရသွားပြီ ဟာကိုလိုင်ရပြဿနာအကြီးတော့အဲ့ဒါနေပြီးတော့ကြားပြခိုင်းကြုံနေရအကိုလိုက်ပဲကြည့်ဟာပေါ့ပေါ့ 6လုံးတန်းတော့မသိ ဟုတ်ဘူးနော် နော်6လုံးကမ်းမဲ့6လုံးတန်းဟိုကျွန်တော်အဲ့ဒါဆိုတော့ဟိုဆရာတော်ကြီးတပေါင်းတော့မှန်ပြီပဲ ဘယ်စား ဗာလဲဟိုမိကုံရန်ကိုရိတ်ခါ အော်ရွှေဘော်ကျိုးစရာတော်ကြီး တက်တွင်းတပုံထားလိုက်ပြီတပုံထားကမဲမေးစာတက်ပါဟောအခုဒါဆိုဟိုကောင်တော့ဂတ်တိုင်း ဘယ်ဟာလို့ ဗာလဲမင်းကြီးတရားထုံး10ပါငကားတက်ကအောင်လိမ့်ပြီ အော် ငကားတက်က ဟိုငကားတက်ဆိုတော့မင်းကသိလို့လား မသိဘူးလေငကား မ တက် သိဘဲနဲ့မင်းတို့ရဲရဲမပြောနဲ့ ငကားတက်ဆိုဘယ်တက် ဒုက္ခပဲကွာငကားတက်ဆိုတာကကိုရီမွန်တက်ကိုပြောတာကွာ ဥယျာဉ်မနဲ့ငကားနဲ့ပါဆိုင် ဟို လို့ နားမလဲပဲနဲ့မပြောနဲ့ကိုရီမွန်ငယ်နာမည်ကကိုနကားတဲ့ အိုးအဲ့လိုလား ဟာ နကကြော ကျုံရမယ်ပြီ န ပေါ့ ကကြော လူတွေကလည်းလူတွေပဲကွာ ဟာ ကျေးဇူးမတင်ဖင်လန်ပြ ဟာကိုကြည့်ရခဲ့တယ်အဲ့ကောင် ပြောဘာတော့ ကိုကျေးဇူးမတင် ဟာဒုက္ခ ကိုကိုကျွေးပေးရလေကျွေးမပေးတော့ကိုဖင်လန်ပြတာဗော ဘာအချွေးကိစ္စကိုပြောနေတာမဟုတ်ဘာ ဒီကြော200ဘိုးယူရတယ်တဲ့ခရက်မပေး ဟာ ဘူး ဒုက္ခပါပဲကွာအဲ့ဒါလမ်းကြုံရှင်းမိမယ်လို့ငါမဟုတ်ငါပြောမယ် ကျန်ခဲ့တဲ့2020လေးရတယ် ဟိုငါပြောရမယ်ကျေးဇူးမတင်ဖင်လန်ပြတယ် ဟာ ဆို ပါ တော့ငါတို့ဘက်အချမ်းလူတွေကလေအမှန်တော့ဘလောက်ကောအောင်ပဲလှုပ်ပေးကွာလူတွေကလေတို့ညနေဘန်းလေးကလေဟဲပြီး ဟိုမမတ် အဲ့ လာ လို လေ အဲ့လိုလူမျိုးတွေပါနေတဲ့အတွက်ခုငါတို့ပါတီရပဲမဟုတ်မသိရင်မဟုတ်အကိုတိုင်းမမိုက်ဘူးကျွန်တော်ပြောအကို လေကိုထောက်ခံတယ်ဆို မဟုတ်ထောက်ခံတာပဲလေမင်းကလေ ဟေးမဟုတ် ထောက်ခံတာပဲလေမင်းစိတ်သားကြီးကွာမင်း လိုင်းရဖင်လန်ပြတော့ အေးယောမဟုတ်ဘူးလေ ဖွေးနေမလို့ အကိုလိုက်ကိုပြောတာမဟုတ်ဘူး သိဘူးလေကျေးဇူးမတင်ဖင်လန်ပြ အာအေးရုပ်ရှင်အတိုင်းဝိုင်းလူတွေကိုပြောနေတာ ဟာပဲရုပ်ရှင်နဲ့မင်းသမီးလာပြပါ ဟုတ်တယ်ကွာမင်းနဲတာကြီးမဟုတ်ဘူးဖေးရုပ်ရှင်ကမင်းသမီးလာပြပါ မူဘူးဒီထောက် ဘူး ကုန် ဟုတ်ကွာငါပြောပြမယ် ဘယ်လိုလဲ အခုပါမစ်ကိစ္စတွေလုပ်တယ် အဲ ရုပ်ရှင်မင်းသမီးတွေမင်းသားတွေပေးတယ်ကွာလူရှင်တော်တွေပေးတယ် ဩ ကွာ ဘာလဲဟိုပဲပါမယ် ခဏလေးငါအစားသုံးပြပြ အေးလောလော အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေကဒီပါမစ်နဲ့ဘာဆိုင်လဲ မဟုတ်လေသူတို့ကမှရိုက်ထားတယ်လေဗျာ
ရွေးကောက်ပွဲဘာညာ ဟိုရိုက်တာတပြင်းရပေးလေကွာ နာကားသွားမယ် နိုင်ငံနားကနိုင်ငံတော်မြေခွက်တွေရှိတယ်ကွာ ဟေးလေ ဟိုမှာပေးလိုက်ပါလားဟာနိုင်ငံတော်ကနေခုစောက်ထားတဲ့အားလုံးကဟိုဗာမင်းတို့ပြောတယ်မိုးဆုံးမအေးရတော့ဘာလို့ရှိတယ်ကွာအပေးလိုက်ပါလား အေးအခုဘာပြောလဲ ဒီပါမစ်တွေကိစ္စဆိုတာက အေး ပါတီကိုဝင်းရံနေတဲ့အပြင်မှာစီးပွားရေးလုပ်ငန်းရှင်တွေရှိတယ် ဟုတ်လို့ကိုလိုစီးပွားရေးအများကြီးပဲ ဟိုငါတို့စီးပွားရေးများတာလေ ဟိုလေကြားပြန်အောင်ကိုလိုပေးထားတယ်လေ ကြားပြငါတို့မဆိုင်ဘူး ပြောမဆိုင်ဘူး မဟုတ်အဲ့ဒါငါပြောပြမယ်အဲ့ဒီဟိုဟာဟိုသူဒီဆိုမဲ့သူစားကြီးကိုပဲပါမယ်ပေးတယ်တဲ့ အေး तू ဖဲရောက်မှာဗောဖဲရောက်မှာ သူ့ဒစီပဲရှိတာလေ ဟုတ်လေမရိုင်းနဲ့စကားပြောမယ် မဟုတ်ရိုင်းတယ်မဟုတ်ဒါပို့ရင်လည်းပြောတာလေ तू ကပဲပါမယ်နဲ့ပါဆိုင်လေ ဟောဒါသူတို့ရှိရမပြထားရ ဟုတ်ငါပြောပြမယ် တို့ဘာညာတို့ အဲ့ဒုံဆိုင်တို့ဘာညာတို့အဲ့ဒါတွေအကုန်လုံးကအမှုပညာသမားတွေအကုန်လုံးကွာဒီစစ်ကော်မရှင်ကိုသူတို့ကပံ့ပိုးရမှာမဟုတ်ဘူးလား အေးလေ ပံ့ပိုးရမယ်ဆိုတော့ဒါဒီနေရာတွေလိုချင်လို့သူတို့လာတာမဟုတ်ဘူးလား ဟောအေးအခွင့်အရေးဒါသူတို့လည်းအခွင့်အရေးလို့မဟုတ်လေကိုလိုလည်းအခွင့်အရေးကြောင့်တော့ဝင်ရွေးတယ်မဟုတ်ဘူး ငါတို့ကအခွင့်အရေးကြီးတာမဟုတ်ပြည်သူအတွက် ဟာကိုကြားပြီဝင်သွားလိုက်တော့ မဟုတ်ဟိုကအကြီးရှိတယ်အကြီးရဲ့ပဲအသေးလေး မဟုတ်မတက်မရရှောက်ပါ ဟာဒုက္ခပဲမင်းစဉ်းစားကြည့်ကွာအခုလူရှင်တော်တဲ့ပြောလိုက်ရင်ဗာလဲအဲ့ဟိုမှာဗာလဲဟိုနက်နက်သီးဆိုတာဗာလားကိုနဲ့ဆိုတာ အေးကိုနဲ့ အဲ ကိုကျွန်းနဲ့ကြီး ကျွန်တော်တို့ကပါတီကြီးမဟုတ်လို့ကျွန်တော်တို့ကဝင်းရံတာပါထောက်ခံ တော့ရှူးတယ်နော်ဒါဆိုရင်ဒီကောင်အဲ့မှာပြောတယ်ဒါဒီပဲပါမေးကိစ္စကြောင့် ပါမစ်လိုချင်လို့ဗောပဲပါမစ်မဟုတ်ဘူးကွာဒီဘက်ပါမစ်တွေကြည့်တယ်ကွာ လိုင်းပြောင်းလိုက် အေးမဟုတ်ငါအခုစဉ်းစားနေတာငါလွတ်တော်ကိုယ်စလဲကနေရုပ်ရှင်မင်းသားလုပ်ရင်ကောင်းမလားစဉ်းစား ရုပ်ရှင်လောကကြီးမဖြစ်စည်းပါနဲ့ကိုယ်နော် ညကိုလည်းပြည့်နေမှာမဟုတ်လား မဟုတ်လေတေသွားတဲ့ဝင်းဦးတို့ထားလို့ကိုထားဆဲဒုက္ခဟုတ်မဟုတ်ကိုကဒီဒလန်နေဒလန်ပဲလုပ်ကျွန် ပြ တော် ဘာတလန်နဲ့ မဟုတ်လေရုပ်ရှင်နဲ့ဒလန်နဲ့သွားမတွဲနဲ့ကိုကွက်ကြီးကအခုလှုပ်လိုက်တာဘာလဲဆိုတော့ဟိုကပေါ့ဒီဗာလဲကြောက်ခက်ကကြားပြအောင်ဒီဘုရားသုံးသူရွှေ့လိုက်တယ်အဲ့ကွက်ဖြစ်သွား မဟုတ်ဘူး အာဆီယံတရားပြန်ဆွဲမယ်နော်မဟုတ်မှန်မှန်နိုင်လောက်ကြံတယ်ဆို ကိုစောအဲ့ဒါနည်းနည်းရှော့လိုက်နော်အဲ့ကောင်နည်းနည်းကိုစောအဲ့ဒါကြုံသွားလိမ့်မယ် ရှော့တယောက် တယောက်တည်းကြုံသွားလိမ့်မယ်နော် တယောက်တည်းမဟုတ်အကုန်ကျွန်းမှာအကုန်ကျွန်းမှာ အကုန်ကြုံမလို့နဲ့မင်းတို့ကတနာလို့လွတ်ပေးထားရင်လေမင်းတို့ကရန်ရှာတဲ့ထဲမှာပါတယ် ဒုက္ခကိုယ်ကတနာလို့ပေးတည်ထားတဲ့ကိစ္စအောင် ဘာလို့တနာပေးတယ် ကိုကောင်လေးပဲလေတည်တယ် ဟာလေအခုမျိုးခင်ဦး ခင် ခင်ဦးမှာငါကောင်180 600လောက်ငါလှုပ်ထားတာ ဟို600မရှိဘူးဟိုအပေါ်မပြောနဲ့ အရေးနဲ့လေ180အရေးနဲ့ အဲ့ဒါနောက်ပိုင်းအကိုတို့ကလူမဟုတ်အရေးတွေပဲလွတ် အမေမရိုင်းလိုက်ဘာလို့အရေးနဲ့ပါ ငါလည်း180 အင်အား180လုံးရင်းနဲ့လှုပ်ထားတာ 80ထေသွားပြီ29လဲလှူလိုက်တယ်ဗျာကင်း ဘယ်ကောင်လုံးလဲလား ဟာကိုကောင်လေးလေ ဟို80သေးက29လက်လူတယ်မကျန်တော့ကုန်တယ်ဘာလုပ်နေလဲမင်းတို့က ဒုက္ခတွေးပြက်သွားပြီလေတွေးပြက်သွားပြီတောင်ပြေးမြောက်ပြေးပေါ့ခွေးပြေးဝက်ပြေးဒါပဲပေါ့ဟာ တွေးပြကြတာ ညာလိုက်လက်ဆောင်ထက်တယ်နော် ဟာ ဟော ကျအဲ့ဒါပဲမင်း ဘိုးတာရင်ဖွဲ့နော်ဘိုးတာရင်ဖွဲ့လို့ကြားလိုက်တယ်ပေါ့ တို့ကွာဒါကြောက်ရမို့ကောကျန်တော့ကုန်ပြန်ပြည့်လေ ကိုသေမဲ့ကိစ္စလေကြောက်စရာမဟုတ်ဘူးဆိုတော့ကိုထွက်တိုက်မလားပြောကိုထွက်တိုက်ပြီ သေးတယ်ဆိုတာကတိုင်းပြည်အတွက်မင်းတို့ကောင်တွေသူတို့တေကသူတို့ဘွဲရမှာနော် သူတို့ဟောတော့ကိုရှောက်ကိုတော့ဘဲပါမင်းမရလို့ဟိုမျက်နှာပြက်တဲ့ကိစ္စ ဟိုဘက်ပါမကိစ္စဘက်ကမဟိုရုပ်ရှင်စီကဘောင်းရတဲ့လူတွေ သွားပြီမဟုတ်ဒါပေမဲ့ကိုတို့အပျော်တော့ဒါမှမကြိုက်နဲ့ဗျ အပျော်ကြိုက်တယ်ဆိုတာလာမပြောနဲ့အပျော်ကြိုက်တယ်ဆိုတာကလည်းလူဆိုတာတစ်ခါစီပျော်သွားရမယ်လေအဲ့ငါကောင်တွေအခုမနေ့ကပြောတယ်မလား KTV မှာဝင်ပြတယ်အခုပြလို့မရတော့ဘူးငါကောင်တွေ9ယောက်က KTV ထဲကိုဝင်ပြီဆိုရင်9ယောက်ကအပြင်မှာစောင့်တယ် ဟောပြီးအလဲလဲနဲ့ အလဲလဲတဲ့ပြီးတော့မင်းတို့လာပြီဆိုတာအဲ့လာတဲ့ကောင်ကြိတ်ပြီဆိုမာလာပြီသား တနာတယ် အပျော်ကြိုက်တယ်လို့မပြောနဲ့အခုမော်လိုက်မှာငါကောင်တွေအလုံးနဲ့ရင်းနေဖြစ်လာ ဟိုမော်မလိုက်နဲ့တော့မော်မလိုက်နဲ့အခုအတော်ရိုက်တာလည်းစိုးသွားပြီနော် ဘာဖြစ်လို့ ဟာအပျော်ကြိုက်တဲ့စားကမနော်အခုဗာလဲပူပေါင်းဗာလဲအဖွဲလား ဖွဲပေါ်စစ်စစ်ရေးကြီး တိန်းငယ်စစ်စီရေးအခုစကန်ရှိခုတိန်းမလိုက်ပြီတိန်းမလိုက်ပြီ ဟုတ်ဟုတ်လေ ကျူစကန်လားဒီကွမ်းနေဖြစ်သွားပြီဟာ ဟုတ်လေ ထိမ့်လိုက်ပြီ တိတ်ကလွန်တယ်ကွာဟိုပြပတိတ်ငယ်ကတစ်မျိုးပြည်တွင်းကတိတ်ငယ်ကတစ်မျိုးကွာဘလို့ထိရပါမသိ ခု ဘူး ဘောငှက်ကြောက်တဲ့ဘောဖြစ်သွားရောနော် ဟဲ့ခဲကြောက်တော့ကွာမဟုတ်ဘူးကြောက်တော့မဟုတ်ဘူးကွာ ယောဂထက်တိုးသွားပြီ PDF ကြောက်ယောဂနေတိန်းငှက်ကြောက်ယောဂပါဖြစ်သွား ကြောက်မွေးပွားရင်ဇာကနာနဲ့ဆွဲနှုတ်လိုက် ဟိုဒုက္ခပဲနှုတ်เสียဇာကနာဖြစ်မရှိပဲနဲ့ ဝယ်ပါဖို့ကွာမင်းရတယ်ဟုတ်ကွာမင်းတို့ကွာလေကွာ ဟိုတော့ပဲပါမယ်မရလို့ဖြစ်နော် ပဲပါမ နေ ယ် ပြန်ပေးလိုက်မဟုတ်လေ ပဲပါမင်းမင်းနဲ့ဘာမှမဆိုင်ဘူးရုပ်ရှင်ကဘောမတွေယူသွားတာ အဲ့တော့ဒလန်နဲ့မဆိုင်ဘူးဟိုဟိုဘက်ရဟိုဘက်အိမ်က အဲ့ဘက်အိမ်မှာတ ဟို လဲ ဘက်ဟိုဘက်အိမ်ပါ စကားပြောကြည့် ဟိုဘက် စကားပြောကြည့်မဖြစ်တော့ဘူးကွာမဖြစ်တော့ อืม ဘူးနီးပညာတွေထုတ်သုံးပါရပါနီးပညာ ပဲပါမရအောင် ပဲပါမရအောင် ဟို ပဲ ပဲ ပါမမဆိုင်ဘူး ပဲပါမှုတော့ရှိတယ် စိတ်နာလုံးလုံးတော့ ပဲပလာတာစားလိုက်မလားကျွန်တော်ပြောတာပဲပလာတာလေးပဲစားလိုက်ဟုတ်လေပဲချင်းတူတယ်လေ
ဟောနိပညာတွေထုတ်တော့မှရနိပညာတွေထုတ်တော့မင်းအဲ့ကြမှာဟာကိုကြီးတို့လုံးလိုက် ကိုကြီးတို့လုံးလိုက်တယ်ပြီးကိုကြီးတို့ပဲချော်တယ် ဘာဝေးရော ဒီပညာမလုံးနဲ့အခုမုံရကလည်းဒီပညာတက္ကသိုလ်ထဲမှာအထိုင်ချတာ အေး အထိုင်ပူကျသွားပြီ အဲ့မှာအထိုင်ရနေရလေ လေးကောင်အထိုင်ကျသွားပြီအဲ့ဒီမှာမကြဘူးဒဲအိုးမှာသွားကြတာ ဩ ဒဲအိုးမှာထဲထိုးသွားပြီဟာမလှုပ်လိုက်တာ ဟုတ်အဲ့ဒဲဦးတော့ကြငရဲမင်းလည်းပြောအောင်မယ် ပဲပါမယ် ဘဲပါ ရဲ မယ် မဲပဲပါမယ်မကြိုက်ပါဘူး ငရဲမင်းလည်းကျွန်တော်ပြောအောင်မယ်ကျွန်တော်ဒါလူပြောလက်နဲ့ကင်တာနှစ်ဖက်လုံးကင်နေတာအဲ့တော့ရွေးခွာသလား မဟုတ်ဘူးကိုအဲ့တန်ရောစင်ရဲမင်းကကိုတို့ဒီစကားမောက်ကိုပဲရွေးခေါ်တယ်တန်ရောစင်တချင်းတော်ရှိတယ်ဗျာတန်ရောစင်ကြီးတွေ့မိပြီကွယ်စစ်နေရဲတို့ရဲဘောကမတွေ့ရမနေနိုင်တော့ဘူးကွယ်ငရဲမင်းရဲ့ဆိုတာစီရဲရဲရဲ မဟုတ်ဘူးလေအဲ့ဒါတွန်းနေဆုံးအောင်လေ စစ်မသေးတဲ့နေလေးများမှာငရဲတော့တိတ်တိတ်လွမ်းတယ်ဟာဆောင်ရမိုက် ဟုတ်ကွာတငယ်တစ်ခေတ်ကြရင်ငါတို့ဘယ်လိုထူထောင်မလဲဆိုတာကြည့်လိုက်ပါတီဝင်တွေဘယ်လိုထူထောင်မလဲဆိုတာကြည့်လိုက် ထူမထောင်နဲ့တော့အဖြေလည်းမရှာနဲ့တော့ အဖြစ်ရှားမယ်အဖြစ်ရှားမယ် ရှာလို့မရဘူး အဖြေမရှာနဲ့ကိုတော့အဖြေမရှာနဲ့တော့ ဟိုကြည့်လိုက်ခိုင်း ဝေဒနာမပေါ်ဘဲနဲ့မနေ့ကသေသွားတာ65ကောင်တဲ့စေးစောကြည့်ဦးဝေဒနာမပေါ်ဘဲနဲ့မနေ့ကသေသွားတာ65ကောင်တဲ့ချင်းကြားပြီ ဟာချင်းချင်း အဲ့လောက်တဲ့လောက်ဆိုမဟုတ်ဘူးအလဲဝင်သွားတာနဲ့ပေါင်းလိုက်102ကောင်တော့ပါ ဒီတော့မိုက်တော့ကျ ခဏလာတယ်ခဏလာတယ်လာတယ်ခဏလာတယ် အဲ့ဟိုကြီးအဲ့လိုအ ခဏ ပြော လာ လေ တယ်ခဏလာတယ် ဘာဖြစ်လို့ကို ခဏလာတယ်ခဏလုံးလိုက်မယ် ဝေဒနာမဖြစ်ဘဲနဲ့65 ဝေဒနာတော့မပေါ်ဘူးတဲ့ဒီ ဘက်က ဟောပေါ်တော့ပဲ ဘယ်လာတော့ဝင်းနေရထင်တယ် အေးကျုပ်ဘက်ကနေပြီးတော့ခမရကိုလူတွေကိုခမရခေါင်းကြောင်းပြီးတော့ကိုကုံပြောရတဲ့ခလိုက်ပြောတာ တဲနှစ်ကောင်ဟုတ်လား ရှင်းနဲ့ရှင်းနဲ့နော်မရှင်းနဲ့ ဝေဒနာနဲ့အဖြစ်ရှာ မဟုတ်ဘူးကျွန်တော်မနေ့ကတွေးလိုက်တာအဲ့ဒီတည်းလေးတွေးလိုက် တွေ့တယ်ပြောနေပြီခမရကိုစိတ်ကိုဘာ 90ကောင်102ကောင်နဲ့နဲ့တော့မဟုတ် အေး ဘူး တဲတော့မဟုတ် ခမရဥက္ကဋ္ဌခမရဥက္ကဋ္ဌဒီ အဲ့ဥက္ကဋ္ဌ ကန်ရကြီးရဲ့မျက်နှာဆောင်းဝဲပေးတော့ကွာ အဲ့ဒီကိစ္စပြောဖို့လာ အဲ့ တာ ကန်တရားကွာပြောဘာကိစ္စပြော ဩမျိုးနဲ့ ဩတရားနှစ်ကောင်ကိစ္စတရားနှစ်ကောင် ပြီးသွားပြီတရားနှစ်ကောင်ပြီးသွားပြီ တဲ့အုပ်ချုပ်ရေးမှုတွေကနေပြီးတော့ရက်ွက်ထဲမှာရှိတဲ့အုပ်ကြီးကိုအဲ့စိတ်မယ်ဆိုပြီးတော့ ဘလို့စစ်မှာလဲ အရင်ချင်းစစ်တာပြောတာနေပါဘောလား အရင်ချင်းစစ်တာဆိုသိရတယ်ကျွန်တော်ကခုမှ၄တန်းအောင်ပြီး အဖြေလိုက်ပါဗျာခင်ဗျားလည်းဖြေလိုက် တော့ဖြေလို့ရမယ်အဲ့စိတ်မကောတွေပါလေလားကျွန်တော်မှ ကန်ထဲမှာရေပြင်းနေသည်တာတာရရှိပါသည်ဘာလဲ ပါဖြေလိုက် မဟုတ်ဘူးအဲ့ဒါတွေမလို့ရတယ်တခြားရေးကြီးတဲ့ဟာတွေမေးလို့ရှိရင် အဲ့ဒါတော့ဟုတ်တယ်မဟုတ်ဒါသူ့အခုတလန်ဆက်သွင်းလာတာ ဘလို့တလန်ဆက်လဲအုပ်ကြီးတွေကရတာတာ လက်တင်မိလိုက် ပေါ်တော့ရတယ် ခင်ဗျာဗျာအုတ်ကြီးဟာခင်ဗျာခလုတ်ထီမှာအမိတတာဟုတ် ဟုတ်ကဲ့မေးလား ဟုတ်တယ်ကျမလေး မဟုတ်ဘူးလေ တိုင်း ဘာသာပြောတာလို့ ဟုတ်ပါလေ ခလုတ်ထီမှာအမိတတယ်လို့ပြောတာ စားရပြောင်းလိုက်လေဘယ်လိုဆို ရတယ်ပြောတာခင်ဗျာလေဗျာအုတ်ကြီးဟာခင်ဗျာခလုတ်ထီမှာအဖိတတာ ဟာဘယ်လိုတော့ဖိသွားလဲ ယောက်ျားကွာအဖေကွာဘာဖြစ်လဲ အဖိတာ မင်းစားသားပြောလို့ အဲ့ဒီထားလိုက်ပါဦး ဘာဖြစ်ဒါလေးလာပြီးတော့အခုဘောင်းလေးတွေလက်တွေ အဲ့လေခဏလေးထား တခါနေကငါခွင့်ဖြစ်သွား ကန်တရား ခင်ဗျာရငါပဲလက်လာ ပြီးတော့အေးဒါပြီးတော့ ဟုတ်တယ်အဲ့အစင်းမေးကုန်းလေးတွေသူတို့မေးနိုင်မယ်မေးကုန်းလေးတွေကိုကျွန်တော်ဘက်ခနဲ့ဖြေလို့ရ ဒါလွယ်ဒီ problem ဒါအစီမီကွန်ကအလောက်ခက်ခဲပါဘူးဒါဒါကိုကျွန်တော်ကခင်ဗျာကိုအစီမီကွန်အရင်မေးလိုက်တာနဲ့ခင်ဗျာဖြေနိုင်ရโอเคနော် အဓိကလိုချင်တာအဲ့ဒီကွက် โอเคဟုတ်ပြီလွတ်တော်ကိုယ်စားလှယ်ထဲမှာလွတ်တော်အရွေးမခံရဘဲနဲ့ပြုတ်သွားတဲ့ဥက္ကဋ္ဌဘာတူလဲ တက်ခိုင် ဝါမိုက်တယ်တော့မစိုးဘူး ပီရတက်ခိုင် ပြီးသုံးလုံးက ပြီးတဲ့ အခုပြီကျွန်တော်ပြောပြီးခဲ့တဲ့အပတ်က online ပေါ်မှာနာမည်ကြီးသွားတဲ့စကားလုံးအသုံးလုံးတစ်ခုရှိတယ်အဲ့ဒီစကားလုံးကနာကာသွားမယ်လို့ပြောတဲ့အသုံးလုံးကဘယ်လိုပြောခဲ့တာ အောက်ခိုင်လေသူ့မိမဝါအောင် ဟာလိုက်လား ဆောင်းရတော့ပါ ဆက်မေးဖဲဝဲမှာပါမယ် အမပေါ့ အဲ့တော့အခုကျုပ်တို့ရဲ့ကာကွယ်ဦးစီးချုပ်ကြီးနော်ဖူးချုပ်မူကြီးကိုနိုင်ငံတကာနေပြီးတော့ကြားပြန့်ခေါင်းဆောင်လို့ဆွဆွဲတာမတူလဲ သူလေ ခင်ဗျာပြောမော ခင်ဗျာဆော့ဆွဲတာခင်ဗျာ အဲ့ဒီကျွန်တော်ဘယ်မှာတော့အိမ်မှာ နေ့တိုင်းပဲဆော့ဆွဲ ချက် နေ ပြီး တယ် တယ်ကျွန်တော်နေနေတယ်ကျွန်တော်မဟုတ်ဘူးလို့ပြောတယ် ခင်ဗျာပဲလေ နေ ကျွန်တော်မဟုတ်ဘူး ကျွန်တော်မေးတာခဏလေးငါမေးတာဖြေဦး ဦးစီးချုပ်တဲ့ကြီးနဲ့သူမနေ့ကစားပြော ဦးစီးချုပ်ငါမေးတာဖြေပါဦးတော့ခင်ဗျကျုပ်မေးတော့ဖြေရမှာလေအဲ့ ဟုတ်တယ်လေ အဲ့တော့ကျုပ်တို့ရဲ့ကာကွယ်ဦးစီးချုပ်ကြီးပိုးချုပ်မူကြီးကိုနိုင်ငံတကာကကြားဖြန့်ခေါင်းဆောင်ဘာလို့ဆွဆွဲတာအဲ့ဒါဘာတူလဲ သူ ကိုအခု တောင်းတင်နေမနေ့ကပြောတာအဲ့ပြော မနေ့နေ့ဆော့ဆွဲနေတာနေ့တိုင်းလို့ဆော့ဆွဲနေတာကျွန်တော် ကြားပြန်ကောင်းလို့ခင်ဗျာကျွန်တော်လိုက်တာ တူကြတော့ကွာမင်းတို့လည်းမဟုတ်မင်းလည်းမဟုတ် ဘူးလေ ငါ တကယ်လား โอเค သူတဲ့ သူတဲ့ အချိုးပါလေ ဟာ